嘿，那没种可了，爸表在西路那边。嘿，哦，没那个嘛高一点，哪边多嘞？哦，သမီးရဲ့ကလေးဆိုတဲ့ဒီလိုပဲပန်းလင်းလိုပဲ 阿妹，把你用你了。 ဟောလေမဟုတ်ပါဘူးကလေးကိုသတိရသွားလို့ကလေးကိုသတိရဟုတ်ပါဘူးလူကြီးဆိုတော့ဒီလိုပဲပေါ့သမီးရဲ့အသက်အရွယ်လေးရလာပြီဆိုတဲ့ခါကျတော့ခုနနာတယ်လို့ဒီနာကကြိုက်တယ်လို့နဲ့ဖျားရဲ့နာရဆိုတဲ့အာဂန်နုပေါ့ကွယ်ယောဂဗျာအသေးမွှားလေးတွေပေါ့ဖြစ်လာတာပေါ့နော်ဒါမှမဟုတ်သမီးတွေကိုခေါ်ရဲဆိုတာအရေးကြီးတဲ့ကိစ္စပြောဆိုရှိလို့ 爸别 ဖေဖေရဲ့ဒီဒေါနာကျော် trading နဲ့ပတ်သက်တဲ့လုပ်ငန်းကိစ္စတွေမှန်တယ်အကုန်လုံးကိုငါသမီးရဲ့လက်ထဲကိုလွှဲပြောင်းပေးဖို့ကိစ္စတွေခေါ်ပြောတာခဏနေကြပါဦးပထမတော့အဖေဖမ်းမှမဖြစ်ဘူးညီတို့เนี่ยဝိုင်းអော်ပြီးတော့ကလည်းကြွက်နေလို့ကုချီလောက်တာနေတယ်မယ်ဖေအသက်ထွက်သွားလိမ့်မယ် ပြောရလို့ပါ တယောက်ချင်းဖြည်းဖြည်းပြောရင်ရပါတယ် ဟုတ်ကဲ့ဟုတ်ပါဘူးဖေပြောရလို့ပြောလို့ဖေပြောရလို့ဖေပြော ဟိုသမီးငယ်ရောသမီးကြီးရောပေါ့နော်ချက်ချင်းလက်ငင်းတော့အဖေဘသူ့ကိုလက်ထဲကိုထည့်မယ်ဆိုတာကိုမပြောနိုင်သေးဘူးတမီးနည်းနည်းစမ်းသပ်ချက်တွေလုပ်အောင်ဟုတ်ပါလား ရတယ်ဖေလည်းစမ်းတက်တဲ့သူစမ်းတက် အောင်မြင်တဲ့လူကဒီလုပ်ငန်းကိုဥဆောင်ပြီးတော့မှဥဆောင်ပြီးပြည့်တဲ့လူဖြစ်လက်ထဲကိုထည့်ပေးတယ်ဟုတ်လား စိတ်ချပါဖေကလည်းကြည့်လိုက်တမီးကရောင်အကောင်းဆုံးဖြစ်စေရမယ် ဒီလိုနေအောင်နော်ဆိုင်မှာအခုဒီလအတွင်းမှာ ဟုတ် ဟလားဘယ်သူကရောင်းအားအကောင်းဆုံးဖြစ်အောင်ရောင်းအားအတက်ဆုံးဖြစ်အောင်လုပ်နိုင်တယ်လဲဆိုတာကိုတယောက်ချင်းစီကိုစမ်းသပ်မယ် ဟိုမင်္ဂလာပါမဟိုဆရာကတော့ပြောတာပါတယ်ဟိုဒီနေ့တဲ့ဆိုင်ကိုအလုံးလုံးမဲ့လူ2ယောက်လာမယ်တဲ့ နေ့စကားရမ်းရိုင်းတာပဲ ဟုတ်လေမဟိုဆရာကပြောတော့အလုံးလုံးမဲ့လူ2ယောက်လာမယ်တဲ့အဲ့ဒါဒီဆိုင်အကြောင်းရှင်းပြထားလိုက်ပါ No မရှင်းပြနဲ့မသိချင်ကြားလည်းမကြားချင် မဟုတ်ဘူးလေမဒီဆိုင်မှာအလုံးလုံးမဲ့ဆိုရင်တော့ဒီဆိုင်ရဲ့အကြောင်းတော့သိထားပါရမှာပေါ့ ဟဲ့ငါတို့ရုပ်ကိုကြည့်ခွန်အားသုံးပြီးလုံးလုံးမယုံပေါ်နေလား အော်ငါတို့လိုရုပ်ရင်ငါတို့အနေအထားနဲ့ငါတို့ကအုံနောက်ကိုသုံးညံရီကိုသုံးပြီးတော့တလတွေဒီဆိုင်တစ်ဆိုင်လုံးကိုငါတို့ကပြုတ်သွားအောင်လုပ်ပြဆိုင်လုံးကိုငါတို့ကပြုတ်သွားအောင်လုပ်ပြ မဟုတ်ဘူးလေမတစ်ဆိုင်လုံးကိုရောင်းအောင်လို့ မှားပြောတာရောင်းရအောင်လုပ်ပြ အဲ့ဆိုမပြော ရှင်းပြနဲ့သွားကိုလုံးဆရာရှိကိုသွားလို့စကားတွေများ ငါညည်းတယ် မတမတို့ခေါ်လို့မလို့ပါဟဲ့နင်တို့ရေဒီနေ့ကစပြီးတော့အကုန်လုံး TikTok ဆော့ရမယ် TikTok ဆော့ရမယ် မဆော့လို့မရဘူးလားမတမမဆော့တော့ဘူးမ မရဘူးညီမလေးခုခေတ်ကလေစိုင်တိုင်းကြီးပါလေ TikTok တွေရိုက်နေကြတာအဲ့တော့နင်တို့လည်းရိုက်ရမယ်မဖြစ်မနေရိုက်ကိုရိုက်ရမယ် TikTok ကဘယ်လိုဆော့ရမှာလဲမ ဟာ TikTok ကTikTok ဟဲ့နင်တို့တွေဆော့ချင်တာဆော့လိုက်ဟဲ့ဘလို့ပဲဖြစ်ဖြစ်တယောက်ကို10ပုတ်တော့ဆော့ပေးရမယ်တယောက်ကို10ပုတ်စီနော်ဆော့ပြီးတော့ငါ့ကိုပြန်လာပြနော် ဆယ်ဖို့တောင်လားမတမကကြောက်ဒီမှာဟိုဆိုင်ရောင်းအားလည်းရှိသေးတယ်တခြားလုံးဖို့တန်ရှင်းပိုင်းတွေလည်းရှိသေးတယ်ဟုတ်ပါ ဈေးကရောင်းစရာမှမလိုတဲ့ဟာကြီးကိုအဓိကလေခုခေတ်ကလေ TikTok နဲ့ဖောက်ရတာ TikTok ကပေါက်မှလေငါတို့ဆိုင်ကရောင်းတက်လာမှာအဲ့တော့လေနင်တို့ TikTok ဆော့ကိုဆော့ရမယ်ဆော့ပြီးတော့ပြန်လာပြနော် အေးပါလာမှာပေါ့အမလေးဆိုင်ရပြစ်ထားလို့ရတယ်ငါဝင်ပါမှမဟုတ်ဘူးဟောအေးစေးငါရမှာဒါပဲပြီးတီရီဖယ်လို့တော့လော မတမတို့လေဘာခိုင်းမခွာလို့မသိဘူး ငါတို့ဆိုင်ရရောင်းအားအတွက်ပေါ့နော်ငါတို့ဆိုင်ရရောင်းအားကောင်းဖို့အတွက်ကိုအခုဒီတလုံးမှာပွဲဖြစ်ပြီးတော့နည်းနည်းလေးဆယ်လီဖြစ်နေဆယ်လီ2ယောက်လောက်ငါ့ကိုခေါ်ပေး မတမကဘယ်စိတ်လေးဘန်းစားလဲတိတ်မှမသိတော့မရေ အော်အဲ့ဒါတို့ကိစ္စလေးတို့လောက်ရမှာလေတို့တိမတိငါ့ကိုရအောင်စုံစမ်းပေးဆယ်လီ2ယောက်ကိုငါဆိုင်မှာခေါ်ပြီးတော့ငါရောင်းအားတက်အောင်လို့ဒီဆိုင်ကိုကြော်ညာမယ် ဆယ်လီရဲ့ဈေးကြီးမှာပေါ့မ ဟောဈေးကြီးလဲဘာဖြစ်လဲဈေးကြီးလဲပေးလိုက်တို့50တောင်းရင်100ပေးလိုက်100တောင်းလို့ရှိရင်150ပေးလိုက်ဘာမှဈေးစစ်စရာမလုံးတော့ပြောစရာရှိရပြောငါးစရာရှိရငါပြီးတော့ငါတို့ဒေါနာကျော်အတွက်ဆိုပြီးတော့ဖုန်းဆက်လိုက်ကြားလားဟုတ်ပြီနော်တော်ငါတော့ ဟုတ်ပါအချောင်းငါလုံးရမယ်ဒီတိုင်းဒီကအေးဟုတ်ဒီထိုးစားပါစမ်းဒီဘက်က3တိကရအောင်ဟုတ် နင်တို့ဘာလုပ်နေကြရလဲ မဟုတ်ပါလေတရားဝယ်သူတူလေးမအော်ရိုင်းအများကြီးပေးထားတယ်မအပြုတ်စာလေးလောင်း အဲ့ဒါကမကြားချင်ဘူးလေငါတင်တို့ဘာလုပ်ခိုင်းတာလဲ TikTok ဆော့ခိုင်းတာလေ ဟုတ်မှာ ဆော့ပြီးလား
ဟုတ်တယ် ဆိုဒီဆိုမှာဘောဒီတော့ပြောနေတာဟာရုပ်ပဲအဲ့ဈေးတွေကရောင်းနေတယ်နောက်မှရောင်းလိုက်ရတယ်နေ10ဘုတ်ဆိုရမယ်နော်ရဟုတ်ဟုတ်ဒါအဲ့တော့10ဘုတ်ပြမှာငါ့ကိုပြန်လာပြီနော်ဆိုတော့ဈေးတွေရောင်းနေတယ် ဟုတ်ဟုတ် 你们不会要你家喽？你妈，你们要，来下来，哎，有的，我爱家在哪里？来吧，来，哎，OK，对，我们上来，哎，要的，来上来，你这个包标的，你那个标的，哎，快点，哎，呀，这个再来了。阿妈， ဘာတော့ဟဲ့တို့ကလည်းငါကောင်းကောင်းမအိပ်ရဘူးညကိုရီးယားကကြည့်တာလို့သိချမအိပ်ရပါဘူးသူပြောပါလေ ဆယ်လီညာခိုင်းထားတဲ့ကိစ္စလေ အေးမဖြစ်တော့လား အဲ့ဒါလေသူတို့ကလေဟိုမှာမအားပြောနေလို့ အော်တို့ကလည်းဟဲ့သူတို့ထောင်နာအောင်မလဲနေဘလောက်ပြေးငါလိုက်လေပြောငါ သူတို့က80တောင်းတာညီမလေး100တောင်းပေးလိုက်တယ် အေးဘောအဲ့ကြမှာတော့ तू ဘယ်လိုလုပ်ရက်ပြည့်နေပြီလို့ပဲပြောမှာပါဘယ်လိုလုပ်အားရလို့ပြောမှာလဲငါလည်းမရှိတလီရှင်းတယ်လီ16ဆိုတော့160ပေးလိုက်160ပေးနှုတ်ရက်အားရလို့ပြောလိမ့်မယ် 160တောင်းပေးရမှာလား အေး160ပေးရမှာမိမိတော်တော်ချက်သွားလှုပ်ချက်သွားလို့သွားပေးလိုက်နော်160ဟမလေးဟဲ့ကြည့်ကြည့်ပါဦးဒီမှာကြည့်လိုက်ငါတို့လေဆယ်လီဝိတ်တုံးထားတာဆိုဆယ်လီဝိတ်နဲ့ကြည့်ပါဦးငါတို့ရဲ့ဒေါနာကျော် trading ဆောင်အောက်မှာအမလေးကွန်မန့်နေမှာကြည့်ဆိုင်ရဘနားမှာလဲကွန်မန့်မှာဘလောက်တောင်ပေါက်သွားလဲကြည့်ကြည့်ပါဦးဟဲ့ ဒီမှာကြည့်ပါဦးဟဲ့ငါတို့ဆိုလေပတ်စံဆိုလေတပြားမှမကုန်မဲနဲ့လေကိုဟာကဝန်ထမ်းတွေကပြီးတော့လေပေါက်သွားတာဒီမှာကြည့်ပါဦး တို့ကပူရောင်ပေါက်တယ် မလေးဟဲ့အော်ဆရာကြီးဟဲ့ငါတို့ကလေဆယ်လီငားပြီးကြော်ညာလိုက်တော့မြန်မာတနိုင်ငံလုံးကအမှုပညာရှင်အတိုင်းဝိုင်းနေအကုန်လုံးကစီးပွားရေးလုပ်ငန်းရှင်တွေအကုန်လုံးကလေဒေါနာကျော် trading ဆိုပြီးတော့တိသွားလို့ search bar မှာရိုက်ရှာလိုက်လို့သူတို့စီကိုရောက်သွားလို့ပေါက်သွားတဲ့ကိစ္စဟုတ်လေငါတို့ကြောင့်ဒီမှာကြည့်ပါဦးဟဲ့မကျဝန်ထမ်းလေးရတယ်ချစ်စရာကောင်းလိုက်တာလေအဲ့လိုဝန်ထမ်းတွေရှိရဆိုင်ကိုအားပေးပါတယ်မကြည့်ပါဦးဆိုင်ရဗမာလဲတဲ့မင်းနေလိုက်တာမလေးအားပဲခဏတက်ဘူး မတမို့ပြော အေးမကျကိုမတွေကြည့်ပါဦးဟဲ့စီလီတွေနဲ့ဘာလုပ်မှာလဲ အမ ဟေး ညာတော့ကလေဂျွန်နယ်ကျော်တစ်ဆိုင်ထဲမှာပဲအလုပ်လုပ်နေကြမဟုတ်ဘူးလားဒီဘာစကားပြောနေတာငါတို့ဘက်ကပုံများတယ်ဟဲ့ငါတို့ဘက်ကလိုက်ပုံများတယ်လို့ပြောနေမဟုတ်ဘူးလားငါတို့ဘက်ကပုံများညကဘာပြောငါတို့ဘက်ကလိုက်ပုံများလေပုံများ နေကြပါ အမလေးငါရဲ့ရောင်းအားတွေဘလောက်တောင်ကောင်းလဲဆိုတာကိုငါစည်ရင်တွက်ကြည့်လိုက်အောင်မယ် တချို့အိမ်များရေးရတယ်ဟေးငါရောင်အများပြလိုက်နေရှူးတောင်တော့အောင် အမပြောပြရရှိလို့ ပြောလေဘာပြော ပြ ဟိုကလေဟိုအမတို့ပြောတယ်လေတစ်လအတွင်းရောင်းအားအကောင်းဆုံးဖြစ်အောင်ရောင်းမယ်ဆိုတဲ့ကိစ္စလေအဲ့ဒါတနေ့အမတို့ဟိုကြွေပြားကွဲတဲ့ကိစ္စတွေရယ်ဟိုတစ်တော့ဆော့တဲ့ကိစ္စတွေရယ်ကြောင့်အဲ့ဒါဆိုင်ရောင်းအားတိုးမလာပဲနဲ့ပြန်ထိုးကြနေလို့ ဟဲ့လားဟာမဖြစ်တော့ဘူးအဲ့ဒါဆိုလို့ရှင်တော့ငါကိုယ်တိုင်ဝင်ရောက်မှအောင်ဖြစ်တော့မှာ ဘာစိတ်မပူပါနဲ့ငါတော့ sorry ထပ်ပြောပြီးသားခေါင်းသုံးပြီးတော့လုံမှာတော့အဲ့ဒါနေဘာစိတ်မပူနဲ့စင်ပြေပါလိမ့်မယ် ခေါင်းတော့ဟုတ်ခေါင်းတော့အဲ့ဒါပါလိုက်မယ်နော် တာအားရလေ ရတယ်ဘုံမမသိနေ ဟုတ်လားတော့ပါမိမကုန်လို့လေ အမဖုန်းကကင်ထားတော့ ဒါကျွန်တော်လှုပ်ထားတော့မှာကြာ ကျွေးပြားမြင်မှုရလားဒီလိုဟာရောမြင်ရောမြင်မှုရလား ဟဲ့ကောင်ငါတက်သားအနက်လို့ဟာမျိုးရတယ်စုံစမ်းထောက်လှမ်းနေဆိုတော့နင်သိလား ဟမ်ဘယ်တော့လာဝါ မတွေးပြပါဘူး